မပက်ချနဲ့နော်မပက်ချနဲ့ဖျားချောင်းသွားမလို့မပက်နဲ့ဖျားချောင်းသွားငါမပက်နဲ့လည်းပြောထားလေဘာလို့မတတ်လဲ ကျမတို့ပတ်တာဘာဖြစ်လဲဒီမှာငါအခုကိုဆိုကုန်ပြီနေငါမင်းနဲ့တိုင်ပြောမယ်အမေជីစမ်းဘာလို့ဖြစ်လာလဲဒီကောင်လုံးလေးရေတွေဆိုရွှဲလို့ငါမသိအောင်နေရေတွေတက်ဆော့လာပြန်ပြီလားငါပြောစမ်း မောပါဘူးအမေရဲ့ ဟုတ်တယ်လေတလို့ဒီဆိုရွှဲနေတယ်ငါလိန်တက်နေပေါ့ပြောင်းလိန်ပြောင်းစားဟမ်အမလေးကိုတင်မောင်ကြီးရေရောက်ရရက်ကနေကျမအဖြစ်ကိုလေးလာကြည့်ပေးပါဦးရှင်သားကျမကိုလိန်တက်ညာတက်နေပြီဟုတ်ပါတယ်ကျမမားတာနော်ကျမမဆုံးမကျမမတွန်တင်တက်လို့ဒီလိုဖြစ်နေတာမလေးအမေပန်းနုသွေးဆက်တီကိုခဏနားပါအောင်ဒါပြောတဲ့စကားကိုနားထောင်ဒီမှာအခုကလေအမေကိုလိန်ညာလည်းမဟုတ်ဘူးသူများရေပတ်တာကိုခံခဲ့ရတာလေအမေစေးတော့ဝိန်နဲ့ ဒါဆိုအမေဝယ်ခန်းလေးနဲ့ဆေးရော မပေါင်းလေ မပါတော့ငါဘာတော့ရမှာတော့မလေး အမေတောက်နေကြဆေးထက်ပိုကောင်းတဲ့ဆေးပါလာတယ်လို့ပြောမလို့အမေကလည်းလေးဖက်နာဆိုတကယ်ပြောက်ကုန်ကြီးဆေးကိုတောက်တယ်အမေအခုလေးဖက်နာဖြစ်နေရမလား ဟုတ်တယ်လေ तू ကလေပိုးလေးဖက်နာသွေးလေးဖက်နာရေပြားလေးဖက်နာယူရီအက်ဆစ်ပို့လို့ဖြစ်တဲ့ကောက်ယောဂါတွေနဲ့အဆင့်မြင့်ရောင်ရမ်းကိုက်ခဲတာတွေနဲ့ကြီးပေါင်းယောဂါတွေကိုတက်တာစေတယ်အမေရဲ့ပြီးတော့ရင် तू ကလေတောက်ဆေးရည်နဲ့တောက်ဆေးပြားဆိုပြီးနှမျိုးရှိတယ်အမေရဲ့ ကဲဒါဆိုငါဘယ်လိုတော့ရမှာတော့ အော်တီဆေးလားဟောဒီတောက်ဆေးရည်ကိုကျတော့လက်ဖက်ရည်စွန်း9စွန်းတစ်နေ့ကို3ကြိမ်နဲ့4ကြိမ်ထိတောက်လို့ရတယ်ဟောဒီတောက်ဆေးပြားကိုကျတော့မနဲ့နဲ့ပြိုင်ညနဲ့ပြားဆိုလုံလောက်ပြီးအမေရဲ့ ဟဲ့ဒီလိုကြတော့လေငါသားလေးကတော်လိုက်တာ တော်တယ်မလုံးနဲ့အမေရဲ့အဆေးရဖို့အတွက်ကိုလေတောက်တကူလုံးဆွဲခံခဲ့ရတယ် ဟဲ့ရေရွှဲတယ်ဆိုတော့နေကရေမပတ်နဲ့လို့မပြောခဲ့ဘူးလား အမေရဲ့မပြောဘဲနေမလားအဂုံကြီးမန်းတက်ကကလေးတွေကလေတောက်ရေလောင်းယုံတင်မကောက်ခွက်ဆောင်ပါအုပ်သေးတာပြင်သားအမေနဲ့တိုင်မဲလို့ပြောတော့လေတိုင်ကြိုက်တဲ့နေရာတိုင်နဲ့ပြီးတော့လေတောက်ဒီလိုယုံနဲ့လုံးပြခဲ့သေးတာ ဟမ်နေစမ်းမောင်ငါတောက်ရေဝိုင်းလောင်းနေကြတဲ့ဟာငါနဲ့တွေ့အောင်ပဲငါအကြောင်းသိစေရမယ် ဟဲ့အမေ ဘယ်မှာလဲငါတောက်ရေနဲ့ပတ်တဲ့ကောင်တွေဘယ်မှာလဲ ဟိုးမမေ အော်ကုန်းကြီးရေကစားမတက်တဲ့လာငါနဲ့တွေ့မလားငါတောက်ရင်နဲ့ပတ်တဲ့ကောင်ခုချက်ချင်းထွက်ခဲ့စမ်းဟမ်နေတော့လူလိုနားမလဲငါတောက်မပတ်နဲ့လို့ပြောတဲ့ဟာကိုတကောလုံးဆွဲအောင်ပတ်လိုက်တယ်ထွက်ခဲ့ကြငါအကြောင်းကောင်းကောင်းသိစေရမယ်ပေါင်တစ်ချောင်းဆွဲဖဲပလိုက်မှာထွက်ခဲ့နေတော့ခုချက်ချင်းထွက်ခဲ့အရင် ဘာဖြစ်တာလဲမသိဘူး ဘာဖြစ်လဲ